ကျွန်တော်တို့တွေမပြန်နိုင်တဲ့ငှက်လို့ပြောလိုက်လို့ရှိရင်တော်တော်များများကတော့ဒီငှက်ကလအုပ်တို့ကီဝီတို့အဲ့လိုငှက်တွေကိုတော့တိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာပေါ်မှာမပြန်နိုင်တဲ့ကြက်တူရဲ့အမျိုးအစားရှိတယ်ဆိုလို့ရှိရင်ရှုံးမလားဒီကောင်တွေကိုတော့ခါခါပိုလို့ခေါ်ပြီးတော့သူတို့ကိုတော့ဒီတကဘာလုံးမှာဒါနယူးဇီလန်နိုင်ငံတနိုင်ငံထဲမှာပဲတွေ့ရတဲ့ဌာနေမျိုးရင်းဖြစ်ပါတယ်ဆိုတော့ပြီးတော့လေဒီကောင်တွေကဒါကဘာအလေးဆုံးဒါကြက်တူရဲ့အမျိုးအစားဖြစ်ပြီးတော့သူတို့ကိုဆိုလို့ရှိရင်တော့ဒါ2ကီလိုကနေ4ကီလိုကြားပေါ့နော်လေးတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့သူတို့ကမပြန်နိုင်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီကောင်တွေကကြက်တူရဲ့အတွက်ဆိုလို့ရှိရင်ဒါတော်တော်လေးလေးတယ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်များများသိရတဲ့အတိုင်းပဲပေါ့နော်ကြက်တူရဲ့တွေကဆိုလို့ရှိရင်တော့ဒီ diurnal active ဖြစ်တဲ့အတွက်ကြောင့်ဒီနေခင်းဘက်လှုပ်ရှားသွားလာပြီးတော့ညဘက်ဆိုလို့ရှိရင်အိတ်တန်းတက်ကြတယ်ဒါပေမဲ့ဒီခါခါပိုဆိုတဲ့ဒီကြက်တူရဲ့တွေကတော့ထူးခြားတယ်ပေါ့နော်နေခင်းဘက်ဆိုလို့ရှိရင်တော့ဒီကောင်တွေကဒီတက်တုံးတွေအောက်မှာအိတ်နေတတ်ပြီးတော့ဒီ diurnal active ဖြစ်တဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်ညဘက်မှာပဲဒီကောင်တွေကထွက်လာပြီးတော့အစာရှာတတ်ကြတယ်ပေါ့နော်တခြားငှက်တွေနဲ့မတူတာကဒီကောင်တွေကဆိုလို့ရှိရင်ပေါ့နော်ဒါနှစ်တိုင်းဥမှုဥပဲနဲ့သူတို့ကဒီသူတို့ကြိုက်တဲ့ remove ဆိုတဲ့အပင်ရှိတယ်အဲ့အပင်ရဲ့ဒီအသီးအများဆုံးသီးတဲ့နှစ်ကြမှာဒါသူတို့ကဒါမိတ်လိုက်ပြီးတော့ကလေးမွေးကြတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ပဲသူတို့ရဲ့အရေးအတွက်ကဆိုလို့ရှိရင်ဒါတခြားငှက်တွေလောက်မများဘဲနဲ့ဒါတော်တော်လေးကိုနည်းနေတာပဲဖြစ်တယ်ပေါ့နော်နောက်ထပ်ဒီကောင်တွေမျိုးတုံးသွားစေရတဲ့အကြောင်းရင်းတစ်ခုကတော့တခြားမဟုတ်ပါဘူးထုံးစံအတိုင်းပဲကျွန်တော်တို့လူတွေကြောင့်ပဲပေါ့နော်ဆိုတော့ဒီခါခါပိုဒီယာဆိုလို့ရှိရင်လည်းဒီနယူးဇီလန်မှာကျွန်တော်တို့တားရဲတလိဆန်အကြီးတွေကျွန်တော်ဒီ apex predator တွေဖြစ်တယ်ကျွန်တော်တို့ဝက်ဝွန်တို့မြေကွေးတို့ဝမ်ပလွေတို့အဲ့လိုကောင်တွေမရှိတဲ့အတွက်ကြောင့်သူတို့ကဆိုလို့ရှိရင်ဒါလူတော်တော်ရင်ကြတယ်ပေါ့နော်ဆိုတော့လူဆိုလို့ရှိရင်ဒါတော်တော်လေးနီးနီးအထိဒီခါခါပိုတွေကလာတာကိုဒါတွေ့ရတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လူတွေခေါ်လာတဲ့ကြွက်တို့ကြောင်တို့ပြီးတော့တခြားအကောင်တွေပေါ့နော်အဲ့လိုခွေးတို့အဲ့လိုကောင်တွေနဲ့တွေ့လို့ရှိရင်ဒီကောင်တွေကတော်တော်များများဒါအစာဖြစ်သွားတာတို့သိရမလားအကိုက်ခံရတာအသက်ခံရတာတို့အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကဆိုလို့ရှိရင်ဒါသူတို့ရဲ့အရှိအတွက်တွေကတော်တော်လေးကိုယွန်နေသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့နောက်ပိုင်းမှာတော့ဒီနယူးဇီလန်အစိုးရကနေပြီးတော့သူတို့ရဲ့ဒီခါခါပိုထိန်းသိမ်းကာကွယ်ဖို့ဆိုပြီးတော့သူတို့ကိုဒါ PPCC ပေါ့နော်ကာကွယ်ခဲ့တဲ့အချိန်မှာတော့အရှိအတွက်ကဒီ250ကျော်ဒီကိုဒါပို့ပြီးတော့တက်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီခါခါပိုတွေကဒါကမ္ဘာအရှားဆုံးကြက်တူရဲ့အမျိုးအစားဖြစ်အခုချိန်မှာတော့ဒါဆက်လက်ပဲမှတ်တမ်းတင်လာတော့မယ်ဘာလို့လဲဆိုတော့နယူးဇီလန်ဆိုလို့ရှိရင်ဒါအရန်ကြီးတယ်မပါတဲ့အတွက်ကြောင့်ဒီကောင်တွေကနှစ်စဉ်လဲဥဥတဲ့ကောင်တွေမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့အကြီးအတွက်ကဒါအရန်ကြီးတော့တက်သွားခြင်းမရှိသေးဘူးပေါ့နော်ဆိုတော့အခုကြည့်နေတဲ့ထဲမှာတော့ဒါနယူးဇီလန်မှာနေနေတဲ့သူပါလားပေါ့နော်ပါတယ်ဆိုလို့ရှိရင်တော့ဒီခါခါပိုလို့ခေါ်တဲ့ဒါလုံးဝဒါကမ္ဘာအလေးဆုံးဖြစ်တဲ့ကြက်တူကြီးကိုမြင်ဘူးလားပေါ့နော်မြင်ဘူးတယ်ဆိုလို့ရှိရင်လဲ comment လေးမှာယူရပေးပါအောင်ကျွန်တော်ရွာမှာမြင်ဘူးတယ်တော့မပြောနဲ့နော်မြန်မာမှာမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုး drawing tradition နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒီ native net short လို့ခေါ်တဲ့ Facebook page လေးမှာနေတိုင်းနှီးပါတင်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and follow လေးလုပ်ထားပေးလို့လည်းရပါတယ်ဒီတစ်ခါတော့လောက်ပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် peace out